မျိုးတွေကောင်းတော့ညာကြမှာဗျဒီနေ့က28ရက်6လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျဒီရက်ထဲမှာဦးစင်းလဲရှစ်စကန်နေရောက်ရှိရှေ့ကိုရောက်ရှိနေတဲ့ကြောက်ပေါ့နော်တိတ်ပြီးမှဒါမပြောပြဘူးပေါ့နော်တချို့ကလည်းပြောတယ်ဗျနော်အရှင်ဘုရားတဲ့အရှင်ဘုရားကိုတဲ့ဖင်လန်မောင်မောင်တို့ချွေးတို့ကပြောနေတယ်ဒီလိုမှဆိုတော့ပေါ့ဟောသူတို့ပါဇက်ပါတာပြောပါစေလို့ဟုတ်လားဖင်လန်မောင်မောင်လည်းရှင်ဘုရားကိုပြောနေတယ်ဗျာတဲ့ရှင်ဘုရားသူကကျုပ်ဆဲတာတော့မဆဲသေးဘူးသူပါဇက်ပါတာသူပြောမှာပေါ့ကျုပ်လည်းသူ့ကိုပြောတာပဲလေလို့ကျုပ်လည်းသူ့ကိုဝေဖန်တယ်လို့လည်းကျုပ်ကိုဝေဖန်တုံးတက်မှာပါပြစ်ချမှတ်လို့ဟုတ်လားဒါပြောကျုပ်ပောက်ကိုတော့ပြောရတဲ့မှာသူကအရင်ကျေးဆုံးလူလို့ကျေးဇူးတော်တင်ရအောင်ပဲလို့ပြောလိုက်သေးတယ်ဟုတ်လားကျေးဇူးတော်တင်အောင်လို့ပြောတယ်သူဆဲတာမှာပါဘူးလေဗျာအဲ့တော့သူဝေဖန်တော့တယ်ဆိုတော့သူကျုပ်ကိုမကြိုက်လို့ပြောတာပေါ့ဗျာဟုတ်လားအဲ့တော့ဦးစင်းကတွေ့တယ်များသူဦးစင်းကပြောပြီးမှအတိုင်းရှင်းဦးစင်းကိုအကုန်လုံးလိုက်ပြောလို့မရဘူးဗျာနော်ဦးစင်းကလက်တွေ့ဓမ္မလေးဗျာပောက်ကိုတော့လက်တွေ့ဓမ္မဆိုလက်တွေ့ပဲလှုပ်တယ်ဗျာအလုံးနဲ့ပဲတက်တည်ပြတယ်ဗျာနော်တိုင်းပြည်ကိုပါဇက်နဲ့ချစ်ပြအောင်နဲ့မပြည်သေးဘူးဗျပါဇက်နဲ့ချစ်ပြပါဇက်တော့ဘာပြောသူတို့တွေက YouTube တုံးတာဗျ YouTube တုံးတော့အခုဆိုလို့ရှိရင်တကားဖင်လန်မောင်မောင်တို့ဆိုရင်ဝင်ဝေရမ်းကောင်းနေပြီဘလို့ဆိုတော့သူကဒီဘက်ကလည်းဦးဇင်းတို့ဘောမရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ဟိုဘက်နီပိတ်ရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ဗျအားပေးတယ်တစ်ဖက်ကြိုက်စကလုံးလေးတွေ့ပေါ်သွားတော့လေဗျနော်အားပေးကြတယ်ဗျနော်အားပေးကြလူကြည်များတာပေါ့လူကြည်များတော့ပို့ပြီးမှဝင်ဝေကောင်းတာပေါ့ဗျာသူ့ရဲ့အလုပ်ငန်းပဲလေမရပါဘူးတတ450တော့အေးစစ်စစ်ပဲလေဗျနော်ဒါဘာပြောဦးစင်းဟုတ်လားလူပါဇက်ပါလို့ပြောမှာပဲဦးစင်းလဲပြောချင်တဲ့ခါပြောမှာပဲဟုတ်လားဒီကသူကဖင်လာမှာဦးစင်းကမြန်မာပြည်မှာပြည်တွင်းနေကနေဦးစင်းကိုပြောနေရမှာဟုတ်လားပြည်တွင်းနေကနေပြောရင်ဦးစင်းလက်တွေတွားရှင်လို့ရရလေပြည်တွင်းနေကဦးစင်းကိုဆဲဆိုနေတဲ့သူလက်တွေတွားပြောလို့ရတယ်လေလက်တွေတွားပြီးပြောလို့ရတယ်လေဗျာခင်ဗျာထောက်ထားပြခင်ဗျာဘာပြဆိုဟိုးကနေတချို့ကလည်းအမေရိကန်ကနေလန့်ဟောင်းတာကျုပ်ကဘာလုပ်ရမှာတော့ဘာမှစိတ်ဝင်စားဘူးเนาะဘာမှစိတ်ဝင်စားဘူးဦးစင်းအလုပ်ကိုပဲဦးစင်းလုပ်မှာပါဗျခင်ဗျာတွေ့ကြည့်လေဟိုမှာကျုပ်တကာမှဖနက်တဲ့မိမိုးနဲ့တိုင်းထိုင်းမှာလာကျုပ်နဲ့တွေ့ခဲ့လို့ရှိရင်ဘယ်လောက်မှပွဲတော်ရိုက်မှာမပွေရတော့မှဖနက်တယ်မှာမပေါက်ကုန်နဲ့တွေ့လို့ဟိုမှာကန်းချီတွေရောက်လို့ရောက်ထိုင်းနိုင်ငံဟိုဟာတွေရောက်လို့ရောက်တွေ့ပြီဟိုကလေးမွေးတာမှဟိုကဘယ်နှလမှရှိသေးကိုမကြောက်မပန်မို့ပေါက်ကုန်နဲ့တွေ့ပြီဘိုက်ကြီးလို့ကြီးနေဟုတ်လား AI ခေကြီးอ่ะเนาะ AI ခေကြီးရမ်းထဟုတ်လားမတပည့်ကြီးကလွယ်လို့တပည့်ကျိုးကမပါလို့မပါဟုတ်လားကြည့်ပြီးတော့ကြတော့ရီတော်သူဒီအသက်ရှည်ဆိုရည်ရွယ်နေရပါတယ်ဗျာเนาะဒီကနေ့ဦးစင်းပြောချင်တာကတော့ဦးစင်းနောင်ချိုဘက်ကတောင်ခမ်းတက်ကိုတွားပြီးမှလှူတယ်တောင်ခမ်းတက်ကိုလှူပြီးလို့ရှိရင်ဒါဦးစင်းဟာဒီ5ရက်အတွင်းမှာတောင်မဲတီဘောနှောင်ချိုမှာရှိတဲ့ရဲမိသားစုဝင်250ဦးစင်းတွားလှူမှာဖြစ်